မင်္ဂလာပါရှင်ကျမကတော့မြန်မာနိုင်ငံကနေပြီးတော့လာရောက်ပြီးစိတ်ကူတာခံယူနေတဲ့နာမည်ကတော့မခင်မေတိုက်ဖြစ်ပါတယ်ရှင်အခုဆိုရင်ကျမက BNK မတ်မှာစိတ်ကူတာကိုမူခံယူနေပါတယ်ရှင်ကျမရဲ့ဖြစ်စဉ်ကတော့သွေးကြောပေါက်ဝေတာပါရှင်ဒီသွေးကြောနဲ့ပတ်သက်ပြီးဖြစ်နေတာ၄လပိုင်းကလေးဖြစ်နေရပါရှင်เนาะကျမတို့စိတ်ကူတာကိုခံယူဖို့ဘယ်မှာကောင်းလဲဆိုပြီးကျမတို့စုံစမ်းတဲ့အခါကျတော့အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာရှိတဲ့ BNK မတ်မှာပေါ့နော်ဒေါက်တာဆွန်ဟီရဲ့နေတရားမျိုးတွေကိုကုသနိုင်တယ်ဆိုတာကို This patient Kinme Thau, she came from Myanmar. So she was diagnosed there with the left renal artery pseudoaneurysm, which was very large, around 5 to 6 centimeters. So we did a CT angiogram to see what is the status of the renal artery. So we found from the origin of the left renal artery, there was a large pseudoaneurysm leak from the renal artery. Although there was a blood flow going to the kidney was preserved, and it was decided that we should do a auto transplant. ကြည်တဲ့ BNK ဘက်ကိုပဲရောက်လာတာပေါ့နော်မနေ့တော့ခွဲတယ်အခုဆိုလူကောင်းဝတ္တိပကတိအတိုင်းပဲပေါ့နော်လမ်းလဲရှောင်းနိုင်တယ်စားလဲစားနိုင်တယ်ပေါ့နော်အားလုံးအဆင်ပြေတယ်ဒေါက်တာကတော့ဒေါက်တာဆူဟီပါအားလုံးအဆင်ပြေပါတယ်ဂယူးလဲစိုက်ပါတယ် And within 1 hour it was over, and next day she is discharged, and all her symptoms of pain and heaviness of the back has gone already, and we wish good luck to her in future.